မြန်မာတရားတစ်ခုကိုရှာဖွေရင်ကြောက်စရာကောင်းတဲ့ဖြစ်ရည်တွေနဲ့တွေ့ကြုံခဲ့ရတဲ့ဖြစ်ရမဲ့တဲ့ကားကြီးတကားနဲ့ကျွန်တော်ဒီမိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးက2000ကထွက်ရှိထားပြီး ITV 7.6 City အောင်ရရှိထားတဲ့အားသားဆိုတဲ့ဖြစ်ရမဲ့တဲ့ကားကြီးပဲဖြစ်ပါတယ်ဗျဒီစကားလေးရဲ့အကျဉ်းကိုပြောရမယ်ဆိုရင်အကြီးတစ်လုံးမှာမိခင်တယောက်နဲ့ကလေးနှစ်ယောက်နေထိုင်ကြတယ်သူတို့ဒီမှာကထူးဆန်းတဲ့ယောဂကြီးတစ်ခုရှိတယ်အားဒါကတော့နေအောင်ကြီးနဲ့ထိရင်အသားတွေကလောင်ကျွမ်းပြီးတည်သွားစေနိုင်တယ်ဆိုတဲ့ယောဂကြီးတစ်ခုပဲဖြစ်တယ်ဒါကြောင့်ပဲသူတို့ရဲ့အိမ်ကိုနေအောင်မထိုးနိုင်အောင်ဆိုပြီးတော့ဒီပြတင်းပေါက်တွေဆိုရင်ကရကာအထူးကြီးနဲ့ပိတ်လောင်ထားတယ်ဒါကြောင့်ပဲအိမ်ကြီးကပေါင်ပိုက်တိတ်ဆိတ်ပြီးတော့ခြောက်ချားစရာရန်ကောင်းနေရပါကွာနောက်ပြီးတော့သူ့အိမ်မှာထူးခြားတဲ့စီကံချက်တစ်ခုလည်းရှိသေးတယ်အားဒါကတော့တစ်ခါနဲ့တစ်ခါကူးမယ်ဆိုရင်ရှစ်တက်ခေါင်းကိုမကူးရင်နောက်တစ်ခါနဲ့တစ်ခါကိုလောကပိတ်ရမယ်ဆိုတဲ့စီကံချက်တစ်ခုပဲဖြစ်တယ်ဒါပေမဲ့တနေ့မှတော့သူတို့ရဲ့အိမ်ကိုသူတို့ရောက်ရှိလို့လာတယ်ဒီအိမ်ကိုသူတို့ရောက်ပြီးလို့မကြောက်ဘူးသူတို့အိမ်မှာထူးဆန်းတဲ့ဖြစ်ရည်တွေဖြစ်သွားလာတယ်သူ့ရဲ့သမီးလေးကလည်းတရက်ဒီခဏခဏ6ခါရဆိုပြီးပြောလာတယ်စာမဲမှာတော့ဒီမိသားစုတွေကမေအောင်ကြပြီးမကြလာတဲ့အခါမှာတမိသားစုလောကမှာ6ခါရတာကြောင့်ဝင်းကြီးဖွင့်ခေါ်ပဲတစ်ခုကိုပြစ်လို့လိုက်ကြတယ်ဒီဝင်းကြီးဖွင့်ခေါ်ပဲပြစ်လို့ရငါနေပဲကျွန်တော်တို့မပြောနေရတဲ့ကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုပေါ်ပေါက်လာတယ်ဒါကတော့ကျွန်တော်စပွိုင်လာပြီးမှဆိုကျွန်တော်မပြောတော့ဘူးတခြားတော့တစ်ခုတော့ဒီကားလေးကဘယ်ချိန်မှပြည့်ပြီးကြောထမ်းသွားစီနိုင်တဲ့ပြည့်ရမယ်တဲ့ကားကြီးကိုပြစ်ပါလိမ့်ဗျဒီစကားလေးကိုစိတ်ဝင်စားလို့ကြည့်ချင်တယ်ဆိုရင် channel မှာမြန်မာသတင်းသွားပြီးကြည့်ရှုလို့ရနေပါပြီ channel ဝင်ကြီးကိုလည်းကျွန်တော်ဗီဒီယိုလေးမှာသိသိချင်းပြပေးထားတယ်ဗျကဲမိတ်ဆွေကနားမလည်သေးဘူးဆို comment မှာဟန်ခဲ့ပြီးတော့ကျွန်တော် channel လေးပြချပြပါပဲကျွန်တော်က channel ကဒီလေးပဲဖြစ်ပါတယ်ဗျအတော်ကြီးကြည့်ရှုပြီးတဲ့တောင်းကြည့်တော့ကျေးဇူးတူရှိပါတယ်